Rosé Jisoo. Fingers and on my hands. အဲ့တော့ activity တွေပါညာပေါ့ shopping တို့ဘာလို့လဲအခုဆိုကဲလန်ဘက်မှာပေါ့ New Year မတိုင်မီမှာပဲစပြီးတော့ fire oil လေးအနည်းငယ်ဖောက်တာတွေ့ပါတယ်နာရီအချိန်တိတိကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ကနောက်ထပ်နှစ်ဖြစ်တဲ့2026ရဲ့ပထမဆုံးနေ့ကိုစတင်ဖြတ်တော့မှာဖြစ်ပါတယ်ဒီအတွက်လည်းကျွန်တော်အများကြီးစိတ်လှုပ်ရှားနေပါတယ်တိတ်မကြမီချိန်တွင်းမှာတော့ New Year countdown ရောက်ရှိနေတော့မှာဖြစ်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာတော့ကဲလန်အမတီကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်ဒီကနေပြီးတော့ကျွန်တော် Marina Bay မာလိုင်းရောအဲ့ဒီဘက်ချမ်းကိုတော့ကျွန်တော်ရှောက်သွားကြည့်မယ်အဲ့ဒီဘက်ချမ်းမှာ New Year အတွက်countdown လုပ်ဖို့အတွက်ဘယ်လိုမျိုးစီကားနေတယ်ပေါ့နောက်ပြီးတော့ဘယ်လို activity တွေရှိတယ်ဘာတွေများရှိလဲဆိုတော့ကြည့်ကျွန်တော်တို့လိုက်ခဲ့ပါဦး